ကြီးထွားဖွံ့ဖြိုးဆဲကလေးတွေအသက်အားဖြင့်တစ်နှစ်ကနေ၄နှစ်အရွယ်တွေမှာခဏခဏချော်လဲတယ်ဆိုပြီးပြောကြတာကိုကြားဘူးကြမှာပါတသားမီမီလေးတွေချော်လဲတဲ့အခါလဲကျပြန်ထားဆိုပြီးကျမတို့ငယ်ငယ်ကလူကြီးတွေပြောဘူးကြသလိုပဲကလေးတွေဟာချော်လဲတာနဲ့ကိုယ့်ဟာကိုယ်ပြန်ထားနိုင်တယ်ဆိုတာကိုသင်ယူစေပါတယ်ဒီနေရာမှာသတိထားဖို့လိုတဲ့ချော်လဲခြင်းမျိုးလားဒါမှမဟုတ်သတိထားစရာမလိုတဲ့ချော်လဲခြင်းမျိုးလားဆိုတာကိုခွဲခြားသိအောင်ဒေါက်တာဒီဗီဒီယိုလေးမှာရှင်းပြပေးသွားမှာဖြစ်ပါတယ်ရိုးစစ်တွေကြီးထွားဖွံ့ဖြိုးဆဲကလေးငယ်တွေမှာဒဏ်ရာကြီးကြီးမားမားမရပဲချော်လဲတာဟာပုံမှန်ပါပဲဒီလိုတာမန်ချော်လဲခြင်းမျိုးဟာဟန်ချက်ညီဖို့နဲ့လမ်းလျှောက်တင်စားအရွယ်တွေမှာပိုပြီးတွေ့ရတတ်ပါတယ်ဒါဟာကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက်ပုံမှန်ဖြစ်စဉ်ပဲဖြစ်ပြီးများသောအားဖြင့်စိုးရိမ်စရာမလိုပါဘူးဒီလိုတာမန်ချော်လဲခြင်းဟာကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက်အသုံးဝင်ပြီးမိမိခန္ဓာကိုယ်အာရုံခံစားနိုင်မှုစိတ်ပိုင်းဆိုင်ရာလက်မလျှော့ခြင်းစတဲ့အချက်တွေကိုတိုးတက်စေပါတယ်ကြီးထွားဖွံ့ဖြိုးဆဲကလေးတွေမှာခဏခဏချော်လဲတယ်ချော်လဲတိုင်းနဲ့ဒဏ်ရာကြီးကြီးမားမားရတယ်ဆိုရင်တော့ဒါကိုတာမန်မဟုတ်တဲ့ချော်လဲခြင်းလို့ခေါ်ပါတယ်ဒါဆိုရင်တော့မိမိကလေးကိုသက်ဆိုင်ရာဆရာဝန်နဲ့အမြန်ဆုံးပြသစစ်ဆေးသင့်ပါတယ်ဒီလိုတာမန်မဟုတ်သောချော်လဲခြင်းဟာဟန်ချက်ထိန်းကြီးမှုဆိုင်ရာပြဿနာကြောင့်ဖြစ်ပြီးအကြောင်းမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်ဖြစ်များဆုံးကြောင်းရင်းကတော့အယိုးကြီးထွားဖွံ့ဖြိုးမှုအတွက်လုံလောက်တဲ့အစာအာဟာရပုံမှန်မစားခြင်းဒါမှမဟုတ်လုံလောက်တဲ့ဗီတာမင်သတ္တုဓာတ်တွေမရရှိခြင်းတို့ကြောင့်ဖြစ်ပါတယ်အားလုံးကြားဘူးကြတဲ့အတိုင်းရိုးစစ်တန်မှာကြီးထွားစေဖို့အဓိကအကျဆုံးအရာတွေကတော့ကယ်လ်ဆီယမ်ဗီတာမင် D နဲ့ပရိုတင်းဓာတ်တို့ပဲဖြစ်ပါတယ်အရည်သွေးမြင့်မာတဲ့သဘာဝနွားနို့တစ်ခွက်မှာသားမိမိလေးအတွက်လိုအပ်တဲ့ပရိုတင်းကယ်လ်ဆီယမ်နဲ့ဗီတာမင် D ဓာတ်တွေကျွဲဝစွာပါဝင်တဲ့အတွက်ကြောင့်မလို့အယိုးဖွံ့ဖြိုးမှုအတွက်အကောင်းဆုံးအထောက်အကူဖြစ်စေမှာပါသင်မိသားစုရဲ့ပြည့်ဝတဲ့အာဟာရနှုတ်မကောင်း